ပြည်စလက်ရွာတိုးဆောင်ခက်ဝေးဝေးစီမှမိုင်းပြပြရွာလေးကိုကြည့်ရင်တပြင်းတစ်ချက်ရှိုက်မိသည်စိမ့်စိမ့်ဆူဆူကင်းမဲ့သောကြေးရွာတစ်ရွာပါတစ်ကြီးဝါကြီးမရှိသည့်အပြင်နေအောင်ဤဝါမျိုးမှုကြောင့်အငွေ့ပြန်နေသည်ဟုပင်ထင်မြင်မိပါသည်သို့ပေမဲ့လည်းမတတ်နိုင်ရအောင်တော့သွားရပေဦးမည်ဒုတိယမြောက်တပ်ပြင်းကိုပြူရင်တန်လျက်ထနေသောမြေပြင်ကိုဆိုးဆိုးရွံ့ရွံ့ကြည့်မိနေပူပူတဲပူပူပြီးတော့မိုးကမပါဆလွယ်တိုင်းထားတော့လွယ်အိတ်တလုံးခရီးမိုင်ပေါင်းများစွာမျော၍ရှောက်လန်းလာသည့်ပျော်ကြလူလူဖက်နှက်တရံဒါပါပဲလွယ်ကိုပြင်လွယ်ရင်တစ်ချောက်ပင်ကြီးအောက်မှခြေတလန်းစတင်လိုက်သည်ပြီးတော့နောက်တလန်းရွာနာကိုကပ်လာသည့်တိုင်အောင်ကြေးရွာကလေးကမယုံကြည်နိုင်စွာလွန်လွန်ကျူးကျူးတိတ်ဆိတ်နေပါ၏အဝေးကမြင်ရသည့်ထက်အနီးရောက်တော့ပုံမောခြောက်ကပ်နေသည်ကိုတတိထားမိသည်ရွာချန်သီးရိုးပြောရမည်ဖြစ်တော့လေလုံခြုံမှုလုံးဝမရှိသောအုတ်သားအဆွေးမြေတွေပါတချို့နေရာတွေမှာလူတကိုယ်သာပေါက်ပြဲ၍အထဲတိုးဝင်နိုင်တယ်လို့အချို့နေရာတွေမှာအုတ်ချက်နှစ်ချက်သုံးချက်လွတ်နေသည်လဲတစီနီနီဝင်လို့ရသောပေါက်ပြဲမှုများကိုလည်းတွေ့ရ၏ထိုအရာကိုတော့ဝါကက်ဆွေးဆွေးတွေနဲ့ကာယံထားသည်လုံခြုံမှုလုံးဝကင်းမဲ့သောရွာချန်သီးရိုးပါပဲအနီးနားရောက်သည့်တိုင်လူနေကြေးရွာနှင့်ညီမျှသောဆူညံမှုကိုမတွေ့ထူးခြားဆန်းပြင်းမှုအငွေ့အတက်တွေဒီရွာမှာတလူလူပြန့်လွင့်နေကြောင်းကြိတ်စားမိသည်တတိထားရမှာတော့တေချာပါ၏ရွာပြက်ကြီးလားဒါမှမဟုတ်စွန့်ပစ်အပ်ဆဲဆဲကြေးရွာတစ်ရွာလားရွာတွင်းတို့ရောက်စဉ်မှာပင်သူ့ယူဆချက်ကိုခိုင်မာစေသည့်တက်တေတစ်ခုကိုထပ်တွေ့ရ၏ရွာမှာအင်ဂျင်တော်တော်များများတွေ့တော့လေလူရိတ်လူကြီးမတွေ့ရကျွဲနွားခွေးကြောင်စသောအိမ်မွေးတိရစ္ဆာန်တွေလည်းမတွေ့ဒါပေမဲ့အိမ်တကားတွေကိုတော့ဖွင့်ထားသည်အိမ်တွေမှာလည်းဝန်းချံတဘောမျိုးကာယံထားခြင်းမရှိပါတချို့မှာတိမ်နဲ့တိမ်ကက်လျက်ဖြစ်ပြီးတချို့ကတော့အတန်ငယ်ဝေးပါသို့ပေမဲ့သူညီတာတစ်ခုကတော့ရှိသမျှအိမ်တွေအားလုံး6သွေးတိတ်ဆိတ်နေသည်ခြေစုံရက်လျက်ကြည့်နေရမှာတတွေးတစ်ချက်မျိုးမိသည်ရှေ့အလွန်မင်းကိုစားလောင်လျက်ရှိနေသည်ခီးဝေးကြီးလျှောက်လန်းလာသည့်အတွက်လူကနားကျင်ပြီးဖြစ်တယ်လို့ခန္ဓာကိုယ်ကတောင်းတစားလောင်တာတစ်ခုလည်းရှိ၏အဲ့ဒါကရေဓာတ်ကိုငငယ်မော့မော့တောင်းတနေတာပါပဲတို့ပေမဲ့ဤနေရာဤပတ်ဝန်းကျင်တွင်ရေဓာတ်နဲ့တူတာတခုမတွေ့ပါတခြားကြေးရွာတွေလိုရေအိုးရေသည်များအိမ်ဘေးတွင်ခြားထားသည်ကိုလည်းမတွေ့ရရှောင်းနေရင်းနဲ့ဝေခွဲရခတ်သောလမ်းဆောင်တစ်ခုကိုရောက်၍လာသည်သူ့ကိုလမ်းနှစ်တွယ်ကစီးကြိုနေ၏ဘယ်လမ်းကဆက်လျှောက်ရမလဲရက်တန်ကစဉ်းစားနေမိသည်တို့ပင်မရောက်ဘူးသည့်ရွာပေမို့ဘယ်လမ်းကဝင်ထူးခြားမှုမရှိနိုင်ရကညာဘက်လမ်းထဲကိုပဲချိုးကွေ့ဝင်မိပါသည်ရင်းနီလမ်းဖြစ်ပေမဲ့မြေသားတွေမှာတောင်တင်းကြန့်ခိုင်ခြင်းမရှိတော့ဖုံလေးလေးကခြေမျက်စိမြုပ်အောင်ထူထပ်နေသည်လမ်းပေါ်တွင်ခြေရာနှဲငယ်တွေ့သည့်ကြောင့်စိတ်တတရာတော့ရလိုက်မိသည်မကြခင်ကရှောင်းလန်းသွားသောခြေရာတွေမို့ဤရွာတွင်နေထိုင်သူရှိလောက်ပါသည်လမ်းတစ်လျှောက်တစ်ပင်နဲ့တူတာဟု၍တထောင်လောက်တင်းငုတ်တို့ပင်မတွေ့ရတကြီးဝါကြီးဆိုလျင်ဝေးလွန်ပါသည်ဤရွာမှာထူးခြားနေတာဒါပါပဲလွင်တီးခေါင်ပြင်ကြီးတွင်ကြေးရွာလာတဲထားတလားဟုပင်အတွင်ရောက်မိသည်နှစ်ဖူးမှခိုတွဲလာသောချွေးသီးများကိုလက်ဖြင့်ပင်တော့ရင်နှက်ခမ်းတစ်ချက်တက်လိုက်သည်ဒီအချိန်ရေတပေါက်ကသူ့အတွက်ကဘာတစ်ခုမျှအရေးပါနေသည်မဟုတ်ပါလားထိုစဉ်မှာပင်အတန်တစ်ခုကနားထဲသို့အမှတ်မထင်တိုးထီလာတော့၏နောင်ဝေကြီးစီတံဟုတ်သည်ကြီးစီထူတံဝမ်းသာအရာအတန်ထွက်လာရဘတ်တို့မျက်လုံးဝေးကြည့်လိုက်တော့ခက်ဝေးဝေးကောင်းကင်တွင်တလိမ့်လိမ့်တက်နေသောဖုံလုံးများကိုမြင်ရ၏စူစူပူပူလူတံတွေကိုလည်းကြားရသည်ဝမ်းသာသိတို့အတိုင်းမတိဖြစ်ထွန်းသွားကခြေကိုတွက်တီထက်တော့အောင်လှမ်းလိုက်မိပါသည်ဘာပဲပြောဤရွာမှာလူရှိနေတာသိချပါသည်ခြေမျက်စိမြုပ်သောဖုံတော်ထဲတွင်ပူလို့ပူမှန်းပင်မသိတော့အပေါ်မှစီမိုးလောင်မြိုက်နေသောနေလုံးကိုလည်းသတိမရအောက်မှအငွေတစ်ထောင်းထောင်းထနေသောဖုံပူကိုလည်းသတိမရတလက်လက်ထနေသောဝမ်းသာသိတွေနဲ့ကြားနေရသောအသံများစီနီးတစ်ထက်နီးအောင်ရှောက်လန်းသွားလိုက်စင်ပါပဲအနီးကပ်ကြားလိုက်ရတော့ကြေးသီတန်တစ်ချက်မျက်နှာချင်းဆိုင်မှာမြင်လိုက်ရတော့လူအုပ်ကြီးတစ်ခုကြေးသီတန်နဲ့လူအုပ်ကြီးကြားမှာတအီလိုက်ပါလာတော့လှဲ့တသည်ထိုလဲကိုယောက်ျားလေးများကတုံ၍နောက်မှလူအုပ်ကြီးကငိုကြီးချမဖြစ်ပါလာကြသည်လုံးဝလွဲမှားစရာမရှိတော့ဖြစ်ရတစ်ခုပါပဲဘယ်နေရာဘယ်ရဝန်းမှမဆိုမြင်ုံနဲ့တိတာနိုင်ပါသည်အာဒုဝတစ်ခုချလာတာပါရင်ထဲမှာဘလို့ဖြစ်သွားမှန်းမသိစားလောင်ငမွတ်နေတော့စိတ်တို့ပင်ခဏတာပျောက်ကျသွားလို့ထင်ရသည်အတန်ငယ်လှမ်းသိမ်းပေမဲ့တေချာမြင်နေရသူကိုလည်းထိုထဲမှလူတချို့ကလှမ်းမြင်နေပြီဆိုတာတေချာပါသည်သူ
သူရှေ့ဆက်မတိုးမိဟာဆင်းသွားသောစိတ်အစဉ်နှင့်ရက်တန့်၍သာကြည့်လိုက်သည်သို့ပေမဲ့သူရှိရာစီသောအတုပအလောင်းလည်းရောက်မလာပါထို့သူနောက်မှငိုယိုလိုက်ပါလာကြသောလူအုပ်ကြီးလည်းရောက်မလာခဲ့ရက်ကြည့်နေစဉ်မှာပဲနောင်ဝေဝေအော်မြည်သောကျေးစီတန်ကလမ်းကျိုးတစ်ခုတည်းသို့ချိုးကွေ့ဝင်သွားသည်ကျေးစီတန်နောက်ကိုအလောင်းတင်တွန်းလဲတရွေ့ရွေ့လိုက်ပါသွား၏ကြီးနေရင်မှပင်ဘာမှမတဲကွဲသောကွဲလဲမှုတွေကိုစိတ်ထဲမှတစ်ခုပြီးတစ်ခုမြင်လိုက်ရသည်လူတွေ၏မျက်နှာပြီးတော့အသားရည်ပြောဆိုနေကြသောစကားများဝမ်းနေဒီထက်တာလွန်သောခံစားမှုတစ်ခုကအားလုံးမျက်နှာတွေမှာပေါ်နေသည်အဲ့ဒါကတစုံတစ်ခုကိုတောင်းတနေခြင်းလူတိုင်းမျက်နှာတွေမှာရှင်းတန့်ကြည်လင်မှုကိုမတွေ့မဲညို့၆ကပ်ကနေသည်ပြီးတော့မျက်လုံးတွေမှာအားပြော့ရည်ဝေနေကြ၏အသားရည်တွေမှာပိုလို့ပင်ဆိုးပါသည်မြင်တွေ့ရတော့လူတော်တော်များများ၏အသားရည်တွေကနီလောင်ခံထားရသည့်ထက်တာလွန်ကမာတင်းအကွဲလျက်ရှိကြသည်ဘာလို့ဖြစ်နေကြတာလဲဒီရွာကဘယ်လိုရွာလဲစိတ်ထဲမှာတွေးတွေရောက်ရက်ခတ်နေပေမဲ့လူကတော့ညှို့ငင်မှုတစ်ခုနောက်ကိုအလိုလိုလိုက်သွားမိသည်အဲ့ဒါကလမ်းကျိုးတစ်ခုတည်းသို့ချိုးကွေ့ဝင်သွားသောလူအုပ်ကြီးနောက်ကိုလိုက်သွားမိတာပါပဲအတော်လိုက်ဝင်သွားပြီးမှလှမ်းတွေ့ရသောနေရာတစ်ခုကိုမြင်ပြီးသဘောပေါက်လိုက်မိသည်ရှေ့မှလူတို့၏နောက်ဆုံးအိမ်ပြန်ချိန်ရပ်ဝန်းလေးကတန်ဝေကဆန်ဆန်သူ့လိုအောင်လုံးကိုစောင့်ကြိုနေ၏ထို့စဉ်မှာပင်ရှေ့ဝိုင်းစီမှာဝိုင်းဝန်းအော်ဟစ်လိုက်ကြသောအတန်တွေကိုထူးထူးခြားခြားကြားလိုက်ရသည်တကယ်ကိုထူးထူးခြားခြားပါပဲခံပြင်းမှုတို့ပြည့်နှက်ပေါ်လွင်လွန်းလာတော့အမေးစကားတန်တစ်ခုနောက်တစ်ခါလာဦးမလားဟိထိုမေးစကားတန်နောက်မှာငိုယိုဝမ်းနေမှုတွေနဲ့တခဲနဲ့ဝမ်းဖြစ်လိုက်ကြတော့လူအုပ်ကြီးမလာတော့ဘူးအကြလေးအချို့မှလည်းတုတ်တန်ဝင်ဝါမှဆောင်ကအလောင်းတင်လဲကိုခဲနဲ့ဝိုင်းပစ်ကြသည်ပြီးတော့တစ်ဆက်တည်းဝိုင်းអော်ကြ၏နောက်တစ်ခါလာဦးမလာတော့ဘူးရေရှားတယ်လို့ပြောဦးမလားမပြောတော့ဘူးရေငတ်ပြီးတေးကြဦးမလားမသေးတော့ပါဘူးထို့နောက်တော့လိုက်ပါပို့ဆောင်သူအားလုံးအားရပါရအော်ဟစ်ငိုယိုကြပါတော့သည်ထူးဆန်းလွန်းသောစကားတွေကြောင့်ကြောင်အကာသွားမိကြည်နေစဉ်မှာပင်လူအချို့ကလှဲပေါ်မှအလောင်းကိုချကတနေရာတို့ထိုင်းယူသွားကြသည်အလောင်းတဲတော်ရနောက်တို့လူတချို့လိုက်ပါသွားကြပြီးတချို့ကတော့ရက်ရွေတာကြံခဲ့ပါသည်သူကတော့နောက်ပိုင်းမှာရက်ငင်းနေရာမှာနေရာတစ်ခုစီတို့မွေးလိမ်မွေကောက်တိုး၍သွားလိုက်သည်ဇရက်လေးတစ်လုံးတုတ်တန်ဤအလဲတဲတဲလောက်မှမြင်ရသည်မို့သူရှောင်လန်းသွားနေခြင်းဖြစ်သည်မူလရက်နေရာကလူတွေကွယ်နေသည်မို့အလောင်းထမ်းသွားရာနေရာကိုမမြင်ရလူတို့ဤပဲဖြောင်းမရတော့ဗီဇတစ်ခုအတိုင်းထူးဆန်းသောအတုပချမှုတစ်ခုကိုသူအဆအဆုံးမြင်တွေ့ကျင်နေသည်မဟုတ်ပါလားဇရက်လေးစီရောက်တော့သူ့ထက်ကြိုရောက်နေသူတူကိုအခမ်းသားတွေ့ရ၏ကလေးငယ်တူအောက်ခြေတမန်တလင်းပေါ်တွင်တမလခွေထိုင်ကတစုံတရာကိုရေချစ်နေသည်ဇရက်ပေါ်တက်လာတော့သူကိုမောကြည့်ပြီးတော့ခေါင်းပြန်ကုန်ကလှုပ်လက်စားအလုပ်ကိုဆက်လုပ်နေသည်ရှိလာမှအသက်အရွယ်က10နှစ်တသာဒါပေမဲ့အုတ်နီခဲကျွန်းတစ်ခုကိုကင်ကအောက်ခြေတွင်တတောက်ရေးချစ်နေ၏ထိုရေးချစ်နေသောအရာများကိုအမှတ်မထင်ကြည့်လိုက်မိသည့်အခါအံ့ဩသွားရပါပြီတွက်ချက်နေသည်ကဂျောမီထရီပု္ပ္ပာတစ်ပုဒ်ရောက်ဆဲအတက်နှင့်လုံးဝကွဲလွဲနေသောတွက်ချက်မှုတစ်ခုဖြစ်သည်ဇရက်အနှံ့ပြားမှလည်းအရွယ်နဲ့မလိုက်စွာရေးချစ်ထားသောဂျောမီထရီပု္ပ္ပာများကဏ္ဍတိချများကိုလည်းတွေ့ရသည်မယုံနိုင်စရာပါပဲသူကြောင်ကြီးသွားရပေမဲ့ထိုကလေးကတော့သူ့ကိုအာယုံရှိမနေပါသူ့ကိုပင်မဟုတ်စုပူအဟင်းနေကြတော့အတုပချမှုတစ်ခုလုံးကိုလည်းအာယုံမရှိထိုစဉ်မှာပင်အလောင်းတဲသွားရနေရာတစ်ခုစီမှငိုယိုအဟိတံများတကယ်နဲ့ထွက်ပေါ်လာသည်လမ်းမြော်ကြည့်ပြီးတော့တဲဆောင်သွားရအလောင်းအားမြေမြုပ်တင်းကြိုနေသည်ကိုဝိုးတစ်ပါးတွေ့ရသည်ပါရမီရှင်လေးကတော့အေးစေးပါပဲသူပြုတ်လုပ်နေကြအလုံးမလွယ်၍ကျန်တာကိုစိတ်ဝင်စားဟန်မပြခက်ဝေးဝေးစီမှလူအုပ်ကြီးကိုမျှော်ငင်းနေရင်မှခေါင်းကိုတဆက်ဆက်ရမ်းမိသည်လူတွေတေးလျင်ဘာကြောင့်ငိုကြတာလဲတေလူကရေအောင်တေမပေးတတ်လို့တာဖြစ်ပါလိမ့်မည်ကြည့်နေရင်မှပင်အလောင်းမှမြေကျသွားသည်ပြီးတော့မြေဖို့သည်အလျံကြီးတောက်လောင်နေသောတောကမီးများကိုကြည့်ရင်တပြင်းတစ်ခုကိုခက်လေးလေးချမိထိုခိုက်မှာပင်လိုက်ဖို့သူလူကြီးစီမှထူးခြားမှုနောက်တစ်ခုကိုထပ်တွေ့ရှိလိုက်ရသည်သူတို့ဘယ်ကိုသွားနေကြတာလဲပုံမှန်အဖြစ်အလောင်းမြေဖို့သွားပြီဆိုရင်လိုက်ဖို့သူတွေမှာပြန်ဖို့လာရှိသည်သို့ပေမဲ့ယခုမပြန်ကြသေးပါနေရာတစ်ခုစီတို့ဆက်လက်ရှောင်လန်းသွားနေကြ၏တုတ်တန်ကအုတ်တိုင်း၄ဘက်၄တန်ကာယံထားသောတုတ်တန်ဖြစ်ပြီးဝင်ပေါက်ထွက်ပေါက်မှလည်းတစ်ပေါက်တည်းဖြစ်၏ဒါပေမဲ့လူတွေသွားနေကြတာကထွက်ပေါက်စီတို့မဟုတ်တုတ်တန်ရဲ့နောက်ဖက်နေရန်တစ်ခုစီတို့ဥတီကသွားနေခြင်းဖြစ်သည်အမြင်ဆန်းနေသည်မို့စိတ်ဝင်စားကြည့်နေစဉ်မှာပဲအနီးဆုံးရောက်နေသူမှနေရန်ရှိတွင်ရက်တန့်လိုက်လေသည်ပြီးတော့တစုံတရာကိုပြုလုပ်လိုက်သည်ဟင်းအုံနေရန်မှာနှစ်ကာလ၏ပြိုလဲမှုကြောင့်အင်္ဂရိကွာကအုတ်ချက်တို့ပင်အစီပေါ်နေပြီဖြစ်၏ထိုလိုပြုလုပ်လိုက်တာကဆက်ရွက်ခောက်တစ်ခုကိုအုတ်ချက်ကြားတွင်ထိုးညှက်လိုက်တာပါပဲနောက်မှပါလာသူအလုံးမှလည်းထိုအတိုင်းပဲလိုက်လုပ်ကြလေသည်ခဏချင်းပင်အုတ်နေရန်၏နေရာတစ်ခွက်စာမှာဆက်ရွက်ခောက်များဖြင့်ပြည့်နှက်သွား၏ထိုအချိန်မှာတော့ကြောက်မက်ဖွယ်ကောင်းသောအတန်ဝါကြီးတစ်ခုကဘေကမှန်းမသိထွက်ပေါ်လာပါတော့သည်
နောက်တစ်ခါဒီလိုအဖြစ်ဆိုးတွေထပ်မဖြစ်ပါရစေနဲ့ရေရှားပြီးတေဝဲမဝင်ပါရစေနဲ့ကျုပ်တို့ရွာကြီးအရင်ကအတိုင်းရာသီဥတုပြန်မှန်ပါစေကြောက်မက်ဖွယ်ထိုအတန်ကြီးကတုတ်တန်တဝမ်းလုံးကိုဟိမ့်သွားသည်ထို့နောက်တော့လိုက်ပါပို့ဆောင်သူအလုံးမှာကိုလိုရာကိုအော်ဟစ်ကြပါတော့သည်မိုးမြန်ဆုံးရွာပါတော့ချောင်းတွေကန်တွေရေပြည့်ပါတော့ဘုရားသခင်ကျွန်တော်တို့ကိုးချောင်းရွာကြီးကိုစောင့်မတော်မူပါကျုပ်တို့တရွာလုံးရင်ငတ်ပြီးမတည်ပါရသည်နဲ့ဒီတိုင်းဆက်သွားရင်အကုန်လုံးသေရပါတော့မယ်ဟိုမှဒီမှမခံမရက်နိုင်အော်ဟစ်လိုက်ကြတော့အတန်များကိုနားထောင်ရင်ချက်သိန်းတို့ပင်ဖြင်းဖြိုးဖြင်းဖြင်းထမိသွားပါသည်ကြောက်မက်ဖွယ်ပါပဲပြီးတော့စိတ်ဝင်စားဖို့လည်းအင်မတန်ကောင်းနေသည်